သက်20ပြည့်မွေးနေ့မှာဒီလိုလေးဖြတ်တန်းပါတယ်မနက်မိုးလင်းလာနဲ့အမ6လောက်တည်းထောင်နေရလို့ထိုင်ပြီးတော့အကြာကြီးနေရသေးတယ်အဲ့နာပြီးတော့အရာသိမ်းနေကျမအရာလေးသိမ်းနေသိမ်းပြီးွားရောကျမဘာလုပ်လဲဆိုစိုက်ဖွင့်နေစိုက်နေဖွင့်လိုက်သေးတယ်ပြီးတော့မျက်နှာတက်ပြီးတော့ကျမပုံမှန်လိမ့်နေကြလိုက်ဆန်းခွင်လေးပြီးတော့နှခါလေးသိမ်းလိုက်တယ်ထားတဲ့စကားမဆက်အဲ့ဆက်ခွင်ကျမအစင်းတော့မလိမ့်ဘူးဒီလားကျမသားလေးကြော်ညာလို့ကျမဝဲလိမ့်တာတကယ်ဘယ်လိုလေးလဲမသိဘူးကောင်းတယ်ပေါ့နော်အဓိကကောင်းတာတော့ကျမသားလေးကြော်ညာထားလို့ကောင်းတာပေါ့အတလည်းကြီးလာပြီဆိုတော့လေကျမရှစ်လျှောက်ပြီးတော့ရင်းချက်မယ်လို့တော့မထင်နဲ့ပေါ့ကျမရှစ်လျှောက်ပေါ်ဖို့အစီအစဉ်ပဲရှိပါတယ်ရှင်ရင်းကြီးနေပဲအစီအစဉ်တော့ကျမမရှိသေးပါဘူးနော်သူများကရေလို့တော့မွေးနေ့မှာဟိုသွားတီးသွားအဲ့လိုအစီအစဉ်မရှိဘူးကျမပကံလေးဖေးပါတယ်ကျမပကံလေးဖေးပါတယ်ဒါလည်းမွေးနေ့မှာမဟုတ်ကျမဖြတ်သန်းနေကြပုံမှန်ပေါ်ရပဲပေါ့နော်ပြီးတော့အဲ့ချိန်မှာပကံလေးဖေးပြီးတော့ထမင်းဦးတော့နှပ်ပြီးငပိကောက်ကျမ10နာရီထိုးတဲ့အထိကျမမပြီးသေးဘူးဘာမှ